ဒါတွေမြင်တာ present simple tense လို့ထင်နေတော့မလားဒါတွေမြင်တာနဲ့ present simple tense လို့ပဲသင်ထားတာကိုခံခဲ့ရတာမလားအဲဆိုရင်ဒီဗီဒီယိုကိုဆက်ကြည့်အောင်အဲ့ဒီအသုံးနှုန်းလေးတွေကိုဘယ်လိုခေါ်လဲဆိုတော့ effects of frequency လို့ခေါ်တယ်သူကအကျင့်အရေးတက်ကိုပြတယ်ခရိယာဝိသီတနာလေးတွေလို့အတိတ်ပဲပြန်ဆိုလို့ရတယ်သူကိုဘယ်လိုနေရာတွေမှာသုံးတာလဲအလုပ်တစ်ခုကိုခဏခဏလုပ်တဲ့အချိန်တွေမှာသုံးတာအဲဆိုရင် effects of frequency ကိုဘာလို့မြင်တာနဲ့present simple tense လို့ပြောခဲ့ရလို့ထင်တယ်သူက present simple tense တွေမှာအများဆုံးသုံးတာမို့လို့သူ့ကိုမြင်တာနဲ့ present simple tense လို့ပဲငယ်ငယ်တုန်းကသင်ခဲ့ကြတာအဲ့တော့သူ့ကို tense တစ်ခုထဲမှာပဲသုံးလို့ရလားဆိုတော့မဟုတ်ဘူးတခြား tense တွေမှာလည်းသုံးလို့ရတယ်အခုက present simple tense ကိုရှင်းပြထားတဲ့အတွက်ကြောင့်မို့လို့ present simple tense မှာသုံးကြမယ် effects of frequency ကို present simple tense မှာဘယ်လိုသုံးလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးမယ်သူရဲ့ရင်တော့အဒီတိုင်းပဲ structure လေးနဲ့သွားမယ်သူရဲ့ structure subject plus effects of frequency plus verb okay ငါကအမြဲတမ်းအစောကြီးနိုးနေလိမ့်ရှိတယ်အဲဆိုရင် I always wake up earlyသူမကမကြာခဏအင်္ဂလိပ်စာကိုလေ့လာရလို့ပြောချင် she often studies English okay ဒါက present simple tense နဲ့ effects of frequency နဲ့သုံးတဲ့ပုံစံတစ်မျိုးနောက်တစ်ခုကကြတော့ subject plus be verb plus effects of frequency ငါကအမြဲတမ်းပျော်တယ် I am always happy သူကဘယ်တော့မှနောက်မကျဘူး she is never late ဒီလောက်ဆိုရင်တော့ effects of frequency လေးကိုဘယ်လိုသုံးရမလဲကိုသိပြီလို့ထင်တယ်မနေ့ပြန်ကြရင်မြန်မာလိုတွေးပြီးတော့အင်္ဂလိပ်လိုမျိုးလေး present or simple tense နဲ့ရေးကြည့်အောင် Bye bye see you in the next video